ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ခိုက်ချန်တဲ့မြန်မာကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာနေစိုးတော်ရေးသားထားတဲ့ရှင့်နေမာလီမေဆန်ရှာနဲ့နေစားမြင့်မောင်ကေးဆိုတဲ့ဇာတ်လမ်းရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အခန်းတစ်တစုံတစ်ခုနဲ့ဖိနှိပ်ညစ်ခံထားရတာကနေကင်းလွတ်သွားသလိုရှိတယ်။အသက်ရှူအားချောင်သွားတယ်။ဒါပေမဲ့ရှိုက်သွင်းလိုက်တဲ့လေထဲမှာအနံ့အသက်ဆိုးဆိုးဝါးဝါတွေပါလာတယ်။ပေါ်အောက်တိုးအနံ့တွေပဲဖြစ်တယ်။သွေးညီနဲ့ပါတယ်လို့လည်းထင်လိုက်တယ်။ခေါင်းကညှီးစီစီဖြစ်ပြီးတော့အုံခဲနေတယ်။နားထဲမှာလေတွေတိုးနေသလိုတဝေးဝေးမြည်နေတယ်။တကောလုံးချိတ်ကောင်လက်ပန်းကျသလိုနွမ်းလျနေတယ်။အားအင်တွေလည်းမရှိတော့သလိုဖြစ်နေတယ်။အကြအာယုံမှာဘာမှမသေးခွေခြေတံငှက်တံမဟုတ်အသက်ရှူတံလားမွေတကောင်ရဲ့အတံမေလားကြွက်တွေရဲ့ခြေတံမေလားတစုံတစ်ယောက်ရဲ့နာကျင်စွာညှင်းညူတံလားမျက်ကွန်တွေကလေးလံလွန်းလာတယ်။အားယူပြီးတော့ဖွင့်လိုက်တယ်။မျက်ကွန်တွေကိုပြင်ကြည့်လိုက်တော့လေမြင်နေရတာကအမှောင်တို့ပိန်းနေတဲ့အမှောင်လွှာကြီးထဲမှာပိတ်လောင်ခံထားရသလိုပင်ဘာတစ်ခုမှမမြင်ရဘာမှတဲတဲကွယ်ကွယ်မရှိအလင်းဆက်အလင်းပြောက်တစ်ခုတောင်မှမတွေ့မိမိဘယ်ရောက်နေရလဲမိမိဘာဖြစ်နေရလဲမိမိဘာဖြစ်ခဲ့တာလဲမင်းနေရကနေအသိပြန်ဝင်လာတတိပြန်ရလာတဲ့မှတ်မိမဲ့မေဆန်ရှာအုံနောက်ထဲမှာပြစ်ဆက်ကအချိန်လေးကိုပီနားမလည်နိုင်သေးသဘောမပေါက်နိုင်သေးအဖြစ်အပျက်ကိုပြန်ပြီးစဉ်းစားယူရလောက်အောင်ခေါင်းတွေကမကြည်လင်သေးနှစ်ထင်မှာသွေးတိုးနေတန်ကပြင်းလွန်လာတယ်။ခေါင်းကထုံတိုင်းအုံပြနေစေပထမဆုံးသတိပြုမိတာကအေးဆက်တဲ့ကျမ်းမြေပေါ်မှာမိမိလဲနေခြင်းကိုပဲဖြစ်တယ်။မိမိရဲ့အိပ်ရာမဟုတ်တက်သားကျမ်းမြေလည်းမဟုတ်တမန်တလင်ဖြစ်ပုံရတယ်။မိမိဘယ်ရောက်နေရလဲစဉ်းစားတယ်။အဖြစ်မရတကူလုံးကနာကျင်ကြိုက်ခဲနေတယ်လို့ပဲလဲနေရကနေမျက်လုံးကိုပြန်ပြီးဖွင့်ကြည့်တော့လေဘာမှမမြင်ရလက်နဲ့ဘေးကိုစမ်းတော့လေဘာကူမှမစမ်းမိကျမ်းမြေအေးဆက်ဆက်ရိပ်အထီးအတွေ့သာရရှိတယ်။မေဆန်ရှာပက်လက်အနေထားနဲ့လဲကျနေခြင်းဖြစ်တယ်။မိမိဘာဖြစ်ခဲ့တာလဲဆိုတာတွေးကြည့်တယ်။မမတ်မိသိပက်လက်ရှိနေရကနေလက်ပြန်တထောင်နဲ့ကျမ်းမြင်ကိုထောက်ပြီးတော့မေဆန်ရှာထောက်ဖို့ကြိုးစားလိုက်တယ်။ထိုင်မိပြီးသားဖြစ်သွားတယ်။ခြေထောက်တွေကိုလှုပ်ကြည့်လိုက်တော့မှမိမိရဲ့ညာခြေထောက်မှာတစုံတစ်ခုနဲ့စီးနှောင်ထားခြင်းခံရတာကိုသတိပြုမိလိုက်တယ်။အေးဆက်ဆက်မာကြောကြောအရာလို့သိလိုက်တယ်။နားမလည်နိုင်ခြင်းနဲ့အတူညာလက်ကညာခြေချင်းဝက်ရှိရာအမောင်ထဲမှာပင်စမ်းကြည့်လိုက်တယ်။အလိုမိမိရဲ့ခြေထောက်ကိုတန်ကြိုးကြီးကြီးတစ်ခုနဲ့ခက်လျက်ရှိနေပါလားခြေထောက်ကိုဆွဲပြီးရုပ်လိုက်တော့တန်ကြိုးတန်တစ်ချွင်ချွင်မိသွားတယ်အများကြီးဆွဲလို့မရတင်းသွားတယ်အဲ့လိုဆိုရင်တန်ကြိုးရဲ့တခြားတစ်ဖက်ဆကိုတစုံတစ်ခုနဲ့ချီနှောင်ထားခြင်းဖြစ်မယ်မိမိကိုဘသူကဒီလိုတန်ကြိုးနဲ့တုတ်နှောင်ခဲ့တာလေသွေးညီနှံစူကနေနှာခေါင်းနဲ့တိုးဝင်လာတယ်သွေးရဘရသွေးလေမိမိရဲ့ကိုယ်အားများလားမေဆန်ရှာကမိမိရဲ့ကိုယ်ခန္ဓာအနှံ့ကိုအလင်းအမြန်စမ်းသပ်လိုက်တယ်ဘယ်နေရာကမှသွေးတွေယိုစီးထွက်နေခြင်းမရှိတန်ရာရာထားသလိုနာကျင်မှုမျိုးလည်းမရှိမေဆန်ရှားခန္ဓာကိုယ်ကသွေးမဟုတ်တာတော့သေချာသွားပြီအဲ့လိုဆိုရင်ဘယ်ရလဲမိမိရဲ့ဘေးပါများတစုံတစ်ယောက်ကသွေးတန်ရဲရဲနဲ့ရှိနေတာလားထိုင်လျက်မှပင်မေဆန်ရှားကဘေးပညာကိုလက်နှစ်ဖက်နဲ့ဆန်းလိုက်တယ်မရှိဘာကိုမှဆန်းလို့မရပုတ်အောက်တိုးအနှံ့စိုးကြီးကိုပါထပ်မံသတိပြုမိလိုက်ပြန်နေလေတုမတတ်တဲ့နေရာလောင်ပိတ်ပြီးတော့လေဝင်လေထွက်မရှိတဲ့နေရာတစ်ခုခုမှာမိမိရောက်နေပြီဖြစ်တယ်ဆိုပြီးတော့ပါမေဆန်ရှားတွေးလိုက်မိတယ်မြေတိုက်ကန်တစ်ခုများလားမှောင်ကလည်းမှောင်နေတယ်လှောင်ကလည်းလှောင်နေတယ်မျက်လုံးကအမှောင်ထဲမှာကျင်သားရလာသည့်တိုင်ဘာကိုမှတဲတဲကွဲကွဲမမြင်ရပတ်ဝန်းကျင်အနေအထားကိုမှန်းဆလို့မရခေါင်းကအနေငယ်ကြည်လင်လာသည့်တိုင်မိမိဘာဖြစ်ခဲ့တယ်လဲဆိုတာကိုရုတ်တရက်တွေးမရသည်ဘာကြောင့်ဒီနေရာကိုဒီအဖြစ်မျိုးနဲ့ရောက်နေရတယ်လဲဆိုတာကိုစဉ်းစားမရသည်အိမ်မက်မက်နေရများလားအိမ်မက်မဟုတ်တာလဲသိကြတယ်အဲ့ဒါဆိုရင်မိမိဘာဖြစ်ခဲ့တာလဲအဲ့ဒီချိန်ဝင်းကနေအလင်းရောင်ကမျက်လုံးနဲ့တိုးဝင်လာတယ်။ကျင်းဆက်သွားတဲ့မျက်လုံးကိုဖြတ်ကနေပိတ်ပစ်လိုက်တယ်။ခဏနေမှပြန်ဖွင့်လိုက်တယ်။အခန်းအတွင်းမီးအလင်းရောင်ကြောင့်လင်းသွားခြင်းမလား။အခန်းရဲ့မျက်နှာကျက်စီမှာမီးလုံးကလင်းလာခြင်းပဲဖြစ်တယ်။ဘသူကမီးဖွင့်လိုက်တာလဲ။တစုံတစ်ယောက်ကဖွင့်လိုက်ခြင်းပဲဖြစ်ရမယ်။အဲ့ဒါကဘသူလဲ။ဘသူပဲဖွင့်အလင်းရောင်ရလိုက်တာကတော့စောစောအမှောင်ထဲမှာနေရတာထက်အဆင်ပြေမှုပိုမိုရှိသွားတယ်။ဖះအလင်းရောင်ရလာမှမြင်ကွင်းကပိတလာတယ်။အရာရာကိုမြင်လာရတယ်။မြင်လာရတယ်ဆိုတာနဲ့နှုတ်မှနေဖះပင်တားလိုက်မိတယ်။ရင်တွေကတတိတ်တိတ်စကုန်သွားတယ်။မယုံကြည်နိုင်အောင်အံ့ဩခြင်းနဲ့မျက်လုံးအပြူသားပါဇက်အဟောင်းသားနဲ့မေဆန်ရှားကသူမရဲ့ဘေးပတ်လေကိုကြည့်နေမိတယ်။ကြည့်ပါဦး။စောစောကမေဆန်ရှားခံမှန်းထားခဲ့တယ်လို့အခန်းကမြေအောက်ခန်းတစ်ခုဖြစ်နေတယ်။အခန်းအကျယ်ကပေ20ပတ်လည်လောက်ရှိမယ်လို့ထင်ရတယ်။ဟောင်းနှွမ်းအိုမင်းပြီးအုတ်အင်္ဂတေတွေကွာကြကျိုးပဲ့နေတဲ့အခန်းတစ်ခုပြီးတော့မေဆန်ရှားနဲ့မလန့်မကန်းအခန်းအလယ်တဲတဲမှာမှောက်လျက်လဲကျနေတဲ့ယောက်ျားတစ်ယောက်
သူ့ရဲ့ရင်ဘက်ကသွေးတွေကစမ်းမြင့်ပေါ်မှာစီးကျအိုင်ထုံးနေတယ်။အဲ့ဒီသွေးတွေရဲ့အနံ့ကိုစောစောကမေဆန်ရှာရခဲ့ခြင်းပဲဖြစ်မယ်။အဲ့ဒီလိုကလုံးဝမလှုပ်ရှားပဲနေတယ်။သေဆုံးနေပြီဖြစ်ဟန်ရှိတယ်။သွေးတွေကနီညိုရောင်ပြောင်းပြီးခြောက်တော့မဲ့အနေအထားမျိုးရှိနေတာကိုထောက်ချင့်ပြီးတော့အဲ့ဒီလူစီကဒီသွေးတွေထွက်နေတာကနာရီအနှဲငယ်ကြာသွားခဲ့ပြီဖြစ်တယ်။ချက်ချင်းလက်တလော်တန်ရာရနေခြင်းလည်းမဟုတ်။သူကရှက်အင်ကြီးအပြာကွက်လက်တို့နဲ့စတိုင်ပေါင်းမီနက်ကိုဝစ်ဆင်ထားတယ်။အသားညိုညိုစပင်ရှိရှိနဲ့ရုပ်ကအနှဲငယ်မှကြောတယ်။အသက်ကမိမိထက်ကြီးမယ်။အလိုသူ့ရဲ့ညာလက်မှာဓမြောင်တစ်ချောင်းရှိနေပါလား။ဘယ်လက်မှာရောမေဆန်ရှာရဲ့အကြည့်တွေကဘယ်လက်ကိုရောက်သွားတယ်။အိတ်ဆောင်ကက်ဆက်ကလေးတစ်လုံးကိုစုပ်ကန်လျက်ရှိနေတာကိုတွေ့လိုက်ရတယ်။ကက်ဆက်ကဘာလုပ်တာလဲ။ဓမြောင်နဲ့သူ့ကိုယ်သူထိုးတက်ချင်လား။သူနဲ့မိမိကဘလို့လို့ဒီအခန်းထဲအတူရောက်နေရတာလဲ။မေဆန်ရှာခေါင်းပို့ပြီးခြောက်သွားတယ်။အဲ့ဒါထက်မေဆန်ရှာပို့ပြီးတော့အုံနောက်ခြောက်သွားရပြန်တာကအခန်းရဲ့တခြားတစ်ဖက်ထောက်မှာတခြားသောလူရဲ့တယောက်လဲနေတာကိုတွေ့လိုက်ရခြင်းပဲဖြစ်တယ်။စပင်တိုတိုတတ်တတ်ရရနဲ့အသားဖြူဖြူဖြစ်တယ်။စပိုရှက်အသားရောင်နဲ့စတိုင်ပေါင်းမီအနက်ရောင်ကိုဝစ်ဆင်ထားတယ်။ဖက်နှက်တော့မပါ။သူ့ရဲ့ခြေထောက်မှာလဲတန်ကြိုးလေးတစ်ခုချီနှောင်လို့ပါလား။မိမိလိုပဲပေါ့။အဲ့ဒီအခါမှာမေဆန်ရှာကမိမိခြေထောက်ကတန်ကြိုးကိုတစ်ဖန်ပြန်ပြီးတော့ငုံကြည့်မိတယ်။တန်ကြိုးကမိမိရဲ့ညာခြေကိုကွင်းနဲ့ချီနှောင်ပြီးတော့ကြီးကြီးတစ်လုံးခတ်ထားလျက်နဲ့ဖြစ်ပြီးတော့တန်ကြိုးရဲ့တခြားတစ်ဖက်မှာတော့အခန်းထောင်မှာရှိတဲ့တန်ပိုက်လုံးကြီးတစ်ခုမှာချီနှောင်ထားခြင်းပဲဖြစ်တယ်။တန်ကြိုးအရှိက3-4ပေပဲရှိမယ်။အဲ့ဒီ3-4ပေသာလျှင်မိမိလှုပ်ရှားသွားလာလို့ရလိမ့်မယ်။ထူးခတ်ထားတဲ့စင်လိုခြေတိုင်ကနေမိမိဝေးဝေးသွားလို့မရ။အခန်းထောင်တစ်ဖက်မှာလူရဲ့စီကိုပြန်ကြည့်တော့လေသူကလည်းမေဆန်ရှားလို့ပဲတန်ကြိုးနဲ့အခန်းထောင်တန်ငုတ်တစ်ခုကိုချီနှောင်ခြင်းခံထားရတာကိုတွေ့ရတယ်။ကြည့်ရတာကသူကအခန်းလျာလို့သွေးထွက်တန်ယုံမရှိတာကြောင့်သေဆုံးနေတဲ့လက္ခဏာမရှိ။စောစောကမိမိလိုပင်သတိမိနေတာဖြစ်လိမ့်မယ်။ तू ကဘာလို့လဲ။ तू ကဘယ်လိုလုပ်ဒီမြေအောက်ခန်းကိုရောက်နေရလဲ။ဒီမှာမေဆန်ရှာကလှမ်းပြီးတော့အတန်ပြုတ်ကြည့်တယ်။ तू ကမလှုပ်စိုးစင်းမြမလှုပ်သေး။မေဆန်ရှာတပ်ပြင်းမောကြီးကိုချလိုက်မိတယ်။လောလောဆယ်မေဆန်ရှာစဉ်းစားရတော့မှာကမေဆန်ရှာဘာကြောင့်အခုနေရာကိုရောက်လာရတယ်လဲဆိုတဲ့အကြောင်းရင်းနဲ့ဒီအခန်းတွင်းကနေမေဆန်ရှာလွတ်မြောက်အောင်ဘလို့ကြံဆောင်ရမလဲဆိုတဲ့အချက်ဖြစ်တယ်။အသက်သေးဆုံးနေတဲ့လူတစ်ယောက်နဲ့အသက်သေးဆုံးဟန်မရှိသေးတဲ့လူတစ်ယောက်တို့နဲ့အတူမြေအောက်ခန်းအလုံးပိတ်ထဲမှာမေဆန်ရှာရဲ့ရှေ့ကံကြမှာဘလို့ရှိမလဲ။အခန်းနှစ်ရဲစခန်းအတွင်းကိုပြေးဝင်လာတဲ့ကိုနေတော်ကိုစပွဲမှာထိုင်နေတဲ့ရဲအုပ်အောင်လက်ကတအံ့တော်လှမ်းကြည့်တယ်။ကိုနေတော်နှစ်ဘူးမှာချွေးတွေဆိုလျက်မျက်နှာကစိုးရိမ်ကြောက်ကြဟန်အထင်သာပေါ်နေတယ်။ဟာဆရာကိုတော်ညအိမင်းဘာဖြစ်လာတာလဲ။မေဆန်ရှာရောမပဘူးလား။ရဲအုပ်အောင်လက်ကမေးလိုက်တယ်။ကိုနေတော်မှာစပွဲရှိမှဝင်ပြီးရက်လက်လိုက်ချင်းပါပဲ။ဆရာကိုအောင်လက်လောက်ပါအောင်ဗျ။မေဆန်ရှာပျောက်သွားလို့အဲ့လိုပြောလိုက်တယ်။သူရဲ့အတန်နဲ့တုံရင်နေတာကတိတိတာတာရဲအုပ်အောင်လက်ကနားမလဲစွာကြည့်နေတယ်။အေးစစ်စစ်ထိုင်မအောင်ဗျာ။အကျိုးအကြောင်းလည်းတိတိချာချာပြောပါအောင်။အခုကျွန်တော်ဘာမှနားမလဲဘူး။ Sorry ပဲဗျာ။ကျွန်တော်စိတ်တွေအရန်လှုပ်ရှားနေလို့ပါ။ကိုနေတော်ကထိုင်ကုန်တစ်ခုမှဝင်ထိုင်နေ။မေဆန်ရှာဘလို့ပျောက်သွားတာလဲ။ဘယ်တော့မှပျောက်သွားတာလဲ။အခုမိုးချုပ်ကမှပျောက်သွားတာ။နေရရောက်နေတဲ့တူတူမလေးကိုခောက်ဆွဲကြော်ဝဲကျွေးဖို့ဆိုပြီးထွက်သွားတာ။အဲ့ဒီမှာပျောက်သွားတာပဲ။ခမရကဘယ်လိုလုပ်သိတာလဲ။ကျွန်တော်ကရှားနဲ့ညနေရဆောင်ပြီးလမ်းခွဲပြန်ခဲ့တာပါ။ဒေါ်လေးကျင်ကျင်ကရှားနဲ့တူတူမလေးပုံပုံပြင်ထွက်သွားတာပြန်ရောက်မလာဘူးလို့ဖုန်းဆက်လို့သူတို့အိမ်ကိုလိုက်သွားတယ်။ဒေါ်လေးကျင်ကျင်ပြောတာတော့ညနေရုံးကပြန်လာပြီးကျွန်တော်နဲ့လမ်းခွဲပြန်လာပြီးပေါ့ဗျာ။ရင်မိုးချိုးပြီးတော့တူတူမလေးပုံပုံကခောက်ဆွဲကြော်စားခြင်းနဲ့ပြောတာနဲ့သွားဝယ်မဲဆိုပြီးတော့တူဝီထွက်သွားကြတာတဲ့။ဒေါ်လေးဖို့ပါဝယ်လာမယ်လို့တောင်ပြောသွားတယ်တဲ့။အဲ့ဒါပြန်ရောက်မလာဘူးတဲ့။ဘယ်အချိန်ရောက်ထွက်သွားတာလဲလေ။ညနေမိုးချုပ်စလေးပေါ့6 နာရီလောက်ရှိမယ်ထင်တယ်။ရဲအုပ်အောင်လက်ကသူ့ရဲ့နာရီကိုပင့်ကြည့်တယ်။စိတ်ပူစွာနဲ့အခု9 နာရီလောက်ထိုးနေပြီဗျ။ခုမှလာရသလားဗျ။အပြစ်မတင်ပါနဲ့ဆရာရဲ့။ဒေါ်လေးကျင်ကျင်ကျွန်တော်စီဖုန်းဆက်ချင်းအိမ်ကနေရှားရဲ့အိမ်ကိုတက္ကစီနဲ့သွားဒေါ်လေးကျင်ကျင်နဲ့တွေ့ပြီးတော့အနီးနားမှာစုံစမ်းရရှားရသေးတာ哦။ခောက်ဆွဲကြော်ဆိုင်အောင်သွားစုံစမ်းတော့ရှားနဲ့တူတူမလေးပုံပုံလာသွားတာသိကြတယ်။ခောက်ဆွဲကြော်2 ထုပ်ဝဲသွားတယ်တဲ့။ဆိုင်ရှိကရှားကိုသိနေတော့တိတ်တိတ်ချာချာပြောပြနိုင်တယ်။ဒါဆိုအပြန်မှာဖြစ်တာပေါ့။ဟုတ်တယ်ဆရာ။ရှားတို့နေတဲ့အိမ်ရကိုခောက်ဆွဲဆိုင်နဲ့အပြန်လန်းလူနဲ့ပြက်တယ်။ကျွန်တော်ခောက်ဆွဲဆိုင်နဲ့ပြန်လာပြီးအနီးနားမှာစုံစမ်းတော့ရှားတို့နေတဲ့တိုက်အောက်ထက်ကဒေါ်တိုးဆိုတဲ့အမျိုးသမီးရသူ့အလုပ်ကနေပြန်လာရှားနဲ့တူတူမလေးကိုလှမ်းမြင်တယ်လို့ဆိုတယ်။စောစောကကျွန်တော်ပြောတဲ့လူပြက်တဲ့လမ်းကြားလေးမှာရက်ထားတဲ့ကားနောက်ဖြတ်သွားတယ်လို့ပြောတယ်။သူကအလော်တကြီးအိမ်ပြန်လာတာမို့အမတ်တမဲ့နဲ့အသေးချအတိအကျတော့မမြင်လိုက်ဘူးတဲ့။အဲ့ဒီကားဝူနဲ့ထွက်သွားတဲ့ကြားလိုက်ရလို့သူလှမ်းကြည့်တော့ကားနောက်မီနီလေးကိုပဲမြင်လိုက်ရတယ်တဲ့။ရှားတို့တူကြီးကိုတော့မတွေ့ရတော့ဘူးတဲ့။ဒေါ်တိုးထင်လိုက်တာကရှားတို့တူကြီးကားနဲ့လိုက်သွားတယ်ထင်လိုက်တာတဲ့။အဲ့ဒါနဲ့သူလည်းအိမ်ပြန်လာတာလို့ပြောတယ်။အခုကိုနေတော်ပြောတဲ့စကားအရဆိုရင်တော့
အဲ့ဒီကားနဲ့မေဆန်ရှားတို့ပါသွားတဲ့သဘောပဲပေါ့အဲ့ဒီကားဘသူကားလဲဘာကြောင့်အဲ့ဒီကားနဲ့ပါသွားတာလဲအဲ့ဒါတွေးရမယ့်အချက်ပဲကိုနေတော့တက်ပြင်းချလိုက်တယ်အသိမိတ်ဆွေမို့လိုက်သွားတာမဟုတ်တာတော့သိကြတယ်ရှားကိစ္စတစ်ခုခုကြောင့်လိုက်သွားတယ်ဆိုရင်လေအိမ်ကိုပြောပြီးမှလိုက်သွားမှာပေါ့တူမလေးပုံပုံကိုလည်းခေါ်သွားမှာမဟုတ်ဘူးပြီးတော့အိမ်နေရဝတ်တဲ့တီရှပ်နဲ့ဂျင်းမောင်းမီနဲ့ပဲလေအလုပ်ကိစ္စကြောင့်တစုံတစ်ယောက်နဲ့တွေ့ဆုံမှုလိုက်သွားတာဆိုရင်ဒီပုံစံနဲ့ရှားလိုက်သွားမှာမဟုတ်ဘူးပို့ပြီးသိကြတဲ့အချက်ကတော့ဒေါ်တိုးပြောတဲ့ကားရက်ထဲကနေရာကိုကျွန်တော်သွားကြည့်တော့ခောက်ဆွဲတော့နှစ်ထုပ်ကကားလက်ပေါ်မှာဖျို့ဖျဲနဲ့တနေရာစီကျနေတာကိုတွေ့ရတယ်ရဲအုပ်အောင်လက်ကမျက်လုံးပြူသွားတယ်ဒါဆိုရင်စိုးရိမ်စရာပဲအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတဲ့လက္ခဏာပဲအဲ့ဒီဒေါ်တိုးကအော်ဒါနေပါတယ်မကြားလိုက်ဘူးလေလားမကြားလိုက်ဘူးလို့ပြောတယ်ကားရောဘာအယောင်လဲဘာအမျိုးအစားလဲနံပါတ်ရောမှတ်မိလားကားအဖြူရောင်ပဲတိုယိုတာလို့ထင်နေတဲ့ကားနံပါတ်တော့မမှတ်မိဘူးတဲ့မှောင်ထဲမှာရက်ထားတာမို့ကားနံပါတ်ကိုသူဘယ်မြင်ရမလဲရဲအုပ်အောင်လက်အမေကစိတ်လာတယ်သူရဲ့အတွေ့အကြုံအရဖြစ်နိုင်ခြေကိုစုံတောက်အောင်နောက်နဲ့တဲလွန်စာရှာခြင်းဖြစ်တယ်သူကမျက်လုံးတွေပို့ပြီးအသက်ဝင်နေပြီတူမလေးပါနမရပုံပုံနဲ့ရှားတို့မြို့ပါရှားရဲ့မောင်ဝင်းခွဲကမွေးတဲ့သမီးလေးပါတလို့ကသူတို့မိသားစုလာလေပါတယ်ပြန်ကြမယ်ဆိုတော့ပုံပုံကမပြန်ချင်သေးဘူးနေချင်သေးတယ်ဆိုတာနဲ့သူ့ရဲ့မိဘတွေကိုပြန်လွှတ်ပြီးပုံပုံကိုရှားကခေါ်ထားလိုက်တာပါကျောင်းပိတ်ရက်လေးဖြစ်နေလို့လေပုံပုံကဘယ်အရွယ်လဲ8နှစ်လောက်ပါတတိယတန်းကျောင်းသူလေးပေါ့အခုကိစ္စနဲ့ပုံပုံနဲ့ဆက်ဆက်မှုရှိနိုင်လားကိုနေတော့ခေါင်းရနေမဖြစ်နိုင်ပါဘူးမဆက်ဆက်နိုင်ပါဘူးပုံပုံတို့ကမြို့မှာနေပြီးတော့ရိုးရိုးသားသားလောက်ကင်စားနေတဲ့မိသားစုပါဘာမှရှုပ်ရှုပ်ရှက်ရှက်မရှိပါဘူးသူတို့မိသားစုကိုကျွန်တော်ကောင်းကောင်းသိပါတယ်ဒါဆိုရင်ပုံပုံကိုဖယ်ပြီးစဉ်းစားရမယ်မမေဆန်ရှာနဲ့ပတ်သက်တာဘာရှိလဲခင်ဗျစဉ်းစားပါဦးလောလောဆယ်ဘာပြဿနာမှမရှိတာတော့အမှန်ပဲဒါပေမဲ့ဆရာတို့သိတဲ့အတိုင်းပဲလေရှားကရှေ့နေအမှုတွေနဲ့ရောအမြဲပတ်သက်နေရတာပဲအဲ့ဒါကြောင့်ရှားကြောင့်အမှုပေါ်ပြီးတော့ထောင်ထဲဝင်သွားရတဲ့သူတွေကမကျေနပ်တာမျိုးကျန်တဲ့မိသားစုတွေကမကျေနပ်တာမျိုးတော့ရှိနိုင်တာပေါ့ရဲအုပ်အောင်လက်ကဝုန်းကနေထားရက်တယ်ကဲအဲ့လိုဖြစ်နိုင်ခြေရှိတဲ့အမှုကိစ္စမျိုးဘာရှိခဲ့လဲကိုနေတော့အသေးချာစဉ်းစားပြအဲ့ဒါသဲလွန်စားရနိုင်တယ်ကျွန်တော်အခုမမေဆန်ရှားတို့စီကိုလိုက်ခဲ့မယ်ခမ ्या နဲ့ကျွန်တော်စုံစမ်းကြရှိတာစုံစမ်းမယ်အခုကျွန်တော်စခန်းမှုအဝင်တွေ့ပြီးသတင်းပို့လိုက်အောင်မယ်ပြီးရင်တခြားရဲစခန်းတွေကိုလည်းဆက်သွယ်ပြီးသတင်းပို့မယ်ကင်းလှည့်သွားကြတဲ့နေတိုင်းအဖွဲ့တွေစီကိုလည်းဆက်သွယ်မယ်ဘာမှစိတ်မပူနဲ့ကျွန်တော်တို့အများဆုံးလှုပ်ရှားကြမှာပါဟုတ်ကဲ့ကျေးဇူးပါပဲရဲအုပ်အောင်လက်ကတာဝန်မှုဖြစ်သူဒူရဲအုပ်ဖေညွန့်ကိုမှားစရာရှိတာတွေလှမ်းမာပြီးစခန်းမှုအခန်းကိုဝင်သွားတယ်24နိုင်အပြည့်တာဝန်ယူထားရတဲ့ရဲအုပ်အောင်လက်တို့ရဲ့စိတ်စေတနာကိုချီးကျူးရင်းရဲအုပ်အောင်လက်ပြောခဲ့တဲ့မေဆန်ရှာနဲ့ပတ်သက်ခဲ့တဲ့မှုကင်းတွေကိုကိုနေတော်ကပြန်တွေးကြည့်နေတယ်ခေါင်းကပူနေတာကြောင့်ရုတ်တရက်ဘာမှတီတီပပအဆဆွဲမထုတ်နိုင်ရင်ထဲမှာလည်းမိကြီးခဲတွေတရေရေထိုင်ရာကနေထရင်ကိုနေတော်ကနာမငြိမ်ဖြစ်နေတယ်မေဆန်ရှာအတွက်ပူပန်စိတ်တွေကလှိုင်းလုံးကြီးတွေလိုပြင်းစွာလှုပ်ရှားရိုက်ခတ်လျက်ရှိတယ်မေဆန်ရှာရဲ့အရေးအသွေးမေဆန်ရှာရဲ့စိတ်ဓာတ်နဲ့တတ္တိကိုကျွမ်းကျမ်းမရှိယုံကြည်စိတ်ချတာမှန်ပေမဲ့ချစ်ရတဲ့သူမို့ကိုနေတော့နှလုံးသားကိုအုံနောက်ကဖြည့်သိမ့်ဖြောင်းဖြလို့မရနိုင်တရားကိုနှက်ဆောင်နေတရားကိုချစ်တဲ့မေဆန်ရှာကိုလေတမတေဝနှက်ကောင်းနှက်မြတ်တွေကစောက်ရှောက်လိုက်မယ်လို့တွေးတာတွေးတယ်ရင်အပူကတော့တစက်ကလေးမှလျော့မသွားအခန်းသုံးနားထဲမှာတဝီဝီမြည်နေတယ်ခေါင်းကမူးဝီနောက်ကျနေတယ်မျက်လုံးကိုဖွင့်လိုက်တယ်အလင်းရောင်ကမျက်လုံးထဲတန်းဝင်လာလို့ပြန်မိတ်လိုက်ရင်နဲ့တစုံတဦးလှုပ်ရှားနေတန်ကိုကြားရတယ်ဘာတူလဲဘယ်ရလဲနှာခေါင်းတွင်မှအနက်အသက်ဆိုးဆိုးတွေရတယ်မြောင်းပုတ်နှက်လားအမိုက်ပုံကအနက်လားဘယ်ကအနက်တွေလဲမျက်လုံးကိုနောက်တစ်ချိန်ခက်ဖြည်းဖြည်းပြန်ဖွင့်နေအလင်းရောင်ကိုခံနိုင်အောင်စူးစမ်းရတယ်ရှေ့မှာနေရန်တစ်ခုအင်္ဂဒေတွေကကွာကျနေတယ်အုံနီနီတွေကပဲ့ရွက်နေပြီးမိမိအခန်းတစ်ခုထဲမှာရောက်နေပုံရတယ်ဘယ်အခန်းလဲမိမိရဲ့အခန်းမဟုတ်တာတော့သိကြတယ်အခန်းကစုပ်ပြတ်တက်နေတယ်ခေါင်းရဲ့နောက်စီကနာကျင်နေတယ်တစုံတစ်ခုနဲ့အရိုက်ခံထားရသလိုဖြစ်နေတယ်ဟုတ်တယ်တစုံတစ်ခုနဲ့အရိုက်ခံလိုက်ရခြင်းပဲဖြစ်တယ်တစ်သားထုတ်လားတန်ထုတ်လားတခုခုပဲအရိုက်ခံရပြီးမျက်လုံးထဲမှာမီးတွေပွင့်သွားတယ်အိမ်နောက်မှောင်ကျသွားတယ်မိမိမေ့သွားတယ်ဘသူကမိမိကိုရိုက်တာလဲဘာကြောင့်ရိုက်တာလဲမိမိကိုဘဲခေါ်လာတာလဲတကူလုံးလဲနာကျင်နေသလိုရှိတယ်ခန္ဓာကိုယ်ကတစောင်းကိုယ်ွယ်လေးရှိနေတာပဲအောက်ကကျမ်းပြင်ကအေးဆက်လွန်းလာတယ်တမန်တလင်းကျမ်းပြင်ပါလားမိမိကဘာကြောင့်တမန်တလင်းမော်လဲနေရတာလဲမိမိကိုရိုက်သွားတဲ့သူကဒီမှာလာပစ်ထားတာပဲဖြစ်မယ်မိမိဘယ်ရောက်နေတာလဲခန္ဓာကိုယ်လှုပ်ရှားလိုက်တာနဲ့ခေါင်းကနာကျင်သွားပြန်တယ်လက်နဲ့ခေါင်းကိုစမ်းကြည့်လိုက်တဲ့အခါနောက်စီမှာဘူကြီးတစ်ခုကိုတွေ့ရတယ်ဖိလိုက်တော့နာတယ်သွေးတွေယိုစိမ့်နေခြင်းတော့မရှိရိုက်လိုက်တာကအချိန်အဆနဲ့ဖြစ်ပုံရတယ်အသေးရိုက်ခြင်းမျိုးမဟုတ်တတိမယုံရိုက်ခြင်းပဲဖြစ်မယ်ဘူကြီးကိုထပ်ပြီးဖိကြည့်မိတယ်နာကျင်သွားတာကြောင့်နှုတ်ကနေညည်းတန်ထွက်လာတယ်ဒီမှာရှင်တတိရလာပြီလားအတန်မင်းကလေးတယောက်ရဲ့အတန်
ကျင်နာလွှမ်းမိုးမှုရှိနေတဲ့အတန်ရိုင်းဆန်းရုံညံ့ခြင်းကင်းတဲ့အတန်နုညံ့သက်စင်တဲ့အတန်ဆွဲဆောင်မှုရှိတဲ့အတန်ဘသူ့အတန်လဲဘသူ့လဲဘယ်ကနေအော်လိုက်တာလဲမိုးရံခွေခွေလေးလဲနေရကနေကျုံထလိုက်တယ်မိမိရဲ့ခြေထောက်ကိုတန်ကြိုးနဲ့ချီနှောင်ထားပါလားဘသူချီထားတာလဲမေးလိုက်သူအမျိုးသမီးလားကျမ်းမြင်မောထိုင်ရက်အနေထားနဲ့အဲ့ဒီကနေပြီးတော့မတ်တက်ထရက်လိုက်တယ်အဲ့ဒီအခါမှမိုးနောက်ခေါင်းထဲမှာပို့ပြီးနောက်ကြည့်ရှုပ်ထွေးသွားရတော့တယ်ကြည့်ပါအောင်အခန်းကျယ်တစ်ခုထဲမှာအဲ့ဒီအခန်းကျယ်ကြီးကညစ်ပတ်ပေးပွားနေတဲ့ဆိုထိုက်အခန်းကြီးဖြစ်ပြီးလေကောင်းလေသာမရတဲ့အနေအထားဘေးပတ်လည်းနရံတွေကြီးတောင်တစ်ခုပဲရှိတဲ့လေကားအုတ်အင်္ဂတေလေကားရဲ့ထိတ်မှာပိတ်နေတဲ့တံပြားတကားဒါမြေအောက်ခန်းဖြစ်ပုံရတယ်မိမိကဘလို့လို့ဒီခန်းနဲ့ရောက်လာရတာလဲမိမိကိုဘာကြောင့်တန်ကြိုးနဲ့ခြိထားတာလဲဟာအခန်းရဲ့အလဲမှာကားရမောက်နေတဲ့လူတစ်ယောက်ဘိုက်ကသွေးတွေထွက်နေပုံရတယ်ကျမ်းမြင်မှာသွေးကွက်ကြီးလက်တစ်ဖက်မှာဓာတ်မြောင်တစ်ချောင်းနဲ့ကြံတစ်ဖက်မှာဘာပါလဲကက်ဆက်သေးလေးပါလားဒီလူကဘာဖြစ်တာလဲသူ့ကိုယ်သူဓာတ်နဲ့ထိုးပြီးတတ်သေးတာလားရှင်းမသူလဲအတန်မေးလိုက်တဲ့အတန်ညင်းသားပေမဲ့ဩစာပါလာတယ်အတန်လာရာကိုမိုးရံကြည့်လိုက်မိတယ်အခန်းတောင်မှာရက်နေတဲ့မိမပြိုတေရှက်အပြားနုလေးနဲ့ဂျင်းပေါင်းမီနဲ့သပင်ရှည်ရှည်နတ်မောင်မောင်ခါးလေထီရှိနေပြီးကြည်လင်တောက်ပတဲ့မျက်လုံးတွေနဲ့အသားဝါညိုညက်ညက်နဲ့အင်ရီသိက်ခါကြီးဆိုးလှတဲ့မျက်နှာချောတာထက်ဆွဲဆောင်မှုရှိတယ်လို့ဆိုရမယ်တွင်ပြင်းလျောက်ခန္ဓာကိုယ်ကလည်းချိုးစစ်ကြာနာလာတယ်အားကစားသမားတအူဖြစ်မယ်လို့ထင်တယ်အလိုသူ့ရဲ့ညာချီမှာလဲတန်ကြိုးကြီးနဲ့ပါလားမင်းရောဘာတူလဲမိုးရံမေးလိုက်တယ်ရှင့်တို့အဖမ်းခံနေရတဲ့သူပဲလေငါတို့ဘယ်ရောက်နေရလဲမင်းရောဘလို့ရောက်လာလဲကျမပြန်စဉ်းစားနေတာအခုတော့တတိယပြီကျမနဲ့တူမလေးခောက်ဆွဲကြော်သွားဝယ်ပြီးအပြန်မှာရုတ်တရက်နှာခေါင်းကိုမေးစင်းနဲ့အုပ်တာခံလိုက်ရပြီးတော့တတိမေ့သွားတာပဲကျမလည်းတတိရတာမကြသေးဘူးတတိရလာတော့ဒီကိုရောက်နေတာတွေ့ရတာပဲဒါဆိုမင်းတူမလေးရောသူ့ကိုမတွေ့ဘူးသူဘယ်ရောက်နေလဲမသိဘူးလူဆိုးတွေလက်ထဲမှာရှိနိုင်တယ်မင်းကိုမေးစင်းနဲ့အုပ်ပြီးဖမ်းလာခဲ့တာပဲပေါ့ဘာကြောင့်ဖမ်းလာတယ်လို့မင်းထင်လဲမသိဘူးဘာကြောင့်မှန်းတွေးလို့မရဘူးရှင်ရောဘာဖြစ်ခဲ့တယ်ဆိုတာမှတ်မိလားမှတ်မိတယ်မိုးရံအဖြစ်ရင်းနဲ့ခေါင်းကိုစမ်းလိုက်တယ်နောက်စီကအခုထိတိုင်နာနေစေခေါင်းတွေကမူးဝေနောက်ကြည့်နေစေဘလို့ဖြစ်ခဲ့တာလဲငါညနေကစားတောက်ဆိုင်တစ်ခုမှဝင်ပြီးဘီယာတောက်နေတာတိတ်မများပါဘူးတိတ်လည်းမမူးပါဘူးစားတောက်ဆိုင်ကထွက်ပြီးတော့ငါကားရက်ထားတဲ့စီကိုသွားတယ်ကားထဲဝင်မဲ့အလုံးမှာခေါင်းကိုအရိုက်ခံလိုက်ရတယ်အဲ့ဒီမှာသတိမေ့သွားတယ်အခုသတိရတော့ဒီကိုရောက်နေတာတွေ့ရတာပဲရှင့်ကိုရိုက်တဲ့သူကိုမတွေ့လိုက်ရဘူးလားဟင်နောက်ကနေရိုက်လိုက်တာရှင့်ကိုခုလိုရိုက်တဲ့လူခုလိုဖမ်းဆီးထားခြင်းတဲ့သူဘယ်သူရှိနိုင်လဲစဉ်းစားမရဘူးငါကဒီကိုပြန်ရောက်တာမကြသေးဘူးအရင်ကငါထိုင်းမှနေတာမင်းရောဘလို့တွေးလဲကျမမှလည်းရန်သူမရှိဘူးထင်တာပဲဒါပေမဲ့ပြောလို့တော့မရဘူးလေကိုကကောင်းအောင်နေပေမဲ့ကို့ကိုမကောင်းမြင်တဲ့သူလည်းရှိချင်ရှိမှာပေါ့ကျမစဉ်းစားမိတာကတော့ပြောပါအောင်မင်းစဉ်းစားမိတာ哦ရှင်နဲ့ကျမသတိမေ့သွားရပုံချင်းမတူပေမဲ့ခံရပုံချင်းတူတယ်ဒီကိုရောက်လာပုံချင်းတူတယ်ဒီတော့ရှင့်ကိုရိုက်တဲ့သူနဲ့ကျမကိုမေးစေးအုပ်ပြီးဖမ်းတဲ့လူကတယောက်တည်းပဲဖြစ်ရမယ်ဖြစ်နိုင်တယ်ဖြစ်နိုင်တာမဟုတ်ပါဘူးလေသိကြတယ်ဒီအခန်းထဲမှာလူသေးတယောက်ကရှိနေပြန်တယ်အဲ့ဒါကြောင့်ကျမတို့ဖမ်းခေါ်လာတဲ့လူရဲ့ရည်ရွယ်ချက်ကိုတော့စဉ်းစားမရဘူးဟုတ်တယ်စိတ်တစလူသက်သမားများလားမသိဘူးမိမပြိုကခေါင်းရမ်းလိုက်တာကိုမိုးရံတွေ့ရတယ်လူသက်သမားတော့မဖြစ်နိုင်သေးဘူးသူတက်ချင်ကျမတို့တခါတည်းတက်လိုက်မှာပေါ့မတက်ပဲဖမ်းပြီးပိတ်လောင်ထားတာတက်ဖို့ရည်ရွယ်ချက်မရှိလို့ပေါ့အတွေးခေါ်ရှိတယ်လို့လေမိုးရံကသူမကိုအထင်ကြီးသွားမိတယ်ကြည့်ရတာကသူမကပညာတတ်တစ်ယောက်ဖြစ်ပုံရတယ်သူမနဲ့အတူအဖမ်းခံနေရတဲ့အတွက်မိမိဖို့မျှော်လင့်ချက်တွေရှိသေးတယ်ဆိုပြီးတော့မိုးရံတွက်စားတယ်မင်းပြောတာမှန်တယ်မိုးရံကထောက်ခံလိုက်ပြီးတစ်ဆက်တည်းမှာပဲဒါဆိုပြန်ပေးဆွဲတာဖြစ်နိုင်တယ်ဆိုပြီးတော့လေထင်မြင်ချက်ပေးလိုက်တယ်ဖြစ်နိုင်ကြတော့ရှိတယ်ဒါပေမဲ့ပြန်ပေးဆွဲတာဆိုရင်လေတယောက်တည်းကိုပဲဆွဲရမှာပေါ့နှစ်ယောက်ပြန်လူဆွဲတာမျိုးကခက်ခဲတယ်ရှားလဲရှားပါတယ်ပြီးတော့အခန်းထဲမှာလူသစ်တယောက်ကရှိနေပြန်တယ်ဒါလည်းစဉ်းစားစရာပဲနောက်တစ်ခုကအခန်းထဲမှာငါတို့ကိုပိတ်လောင်ထားတာပဲဟာဘာကြောင့်ခြေထောက်ကိုတန်ကြိုးနဲ့ခတ်ထားရတာလဲထွက်မပြေးနိုင်အောင်ဆိုတာထက်တစုံတစ်ခုသောရည်ရွယ်ချက်နဲ့တန်ကြိုးနဲ့ချီထားတာပဲဖြစ်နိုင်တာကတော့ရှင်နဲ့ကျမနဲ့ပူးပေါင်းလို့မရအောင်ပေါ့ကျမအထင်ပြောရရင်တော့ဒီအခန်းကိုသူတနေရာရာကနေကြည့်နေလို့ရတယ်ထင်တယ်ကင်မရာရှိတယ်လို့မင်းကဆိုလိုချင်တာလားဘယ်မှာလဲမိုးရံကအခန်းကိုဝေဝဲအကဲခတ်လိုက်တယ်မှန်ပါတယ်မင်းမပြိုပြောသလိုကင်မရာဖြစ်ဟန်တူတဲ့အရာတစ်ခုကိုတွေ့ရတယ်အခန်းထောက်တစ်ခုမှလေးတောင်ကြကြချိုင်းခွက်တစ်ခုအတွင်းမှာကင်မရာနဲ့တူတဲ့အရာတစ်ခုအဲ့ဒီနေရာကဆိုရင်မင်းမပြိုရှိရာကိုရောမိုးရံရှိရာကိုပါရိုက်ယူလို့ရနိုင်တယ်အခန်းတစ်ခုလုံးကိုမြင်ရအောင်ချိန်ထားခြင်းမျိုးဖြစ်တယ်ကျမတတိယကစားမှောင်နေတယ်ခဏကြာမှမီးရလင်းလာတာဒါကြောင့်
အပြင်မှာအဲ့လိုရှိနေတာသိကြတယ်။ तू ကငါတို့ကင်မရာနဲ့တဆင်ကြည့်နေတာဖြစ်ရမယ်။ဟဲ့လူခမရဘာလို့လဲ။ဘာကြောင့်ကျွန်တော်တို့ကိုဖမ်းလာတာလဲ။လွတ်လေအခုချက်ချင်းလွတ်ပေး။မိုးရံကမိမပြိုပြောရင်းနဲ့ကင်မရာစီကိုလှမ်းကြည့်ပြီးអော်လိုက်တယ်။ရှင်អော်လဲအပို့ပဲ။ तू ကကြားပြီးရင်နေရွာလွဲပြီးတော့အကျိုးထူးမှာမဟုတ်ဘူး။မိမပြိုကလှမ်းပြောတယ်။ဟာလွတ်အောင်တော့လွတ်အောင်ပါပဲကွာ။ဒီတန်ကြိုးတွေဘလို့ဖြုတ်တယ်လဲ။မိုးရံပြောဆိုတန်ကြိုးကိုကုန်းဆွဲပြီးတော့အားနဲ့စောင့်ဖြုတ်ကြည့်တယ်။ဘယ်ရလိမ့်မလဲ။တန်ကြိုးကအကြီးဖြစ်အောင်မကခတ်ထားတဲ့တော့ကလည်းအေးရမှပြီးတော့တန်ကြိုးတစ်ဖက်ဆုံးမှာခြိထားတာကလည်းတန်ငုတ်နဲ့အခိုင်အခန့်ရုံးလိုက်တာခြေထောက်တွေဒါနာသွားတယ်။ဘာမှအရာမထင်။စောင့်ဖြုတ်ရုံနဲ့တန်ကြိုးကမပြတ်နိုင်။မိုးရံဒေါ်လဲပွားမကန်ကျင်လဲဖြစ်ပြီးတော့တောက်တစ်ချက်ခောက်လိုက်တယ်။လူယုံမှာငါလွတ်လို့ကတော့မင်းကိုအရှင်းမထားဘူး။မင်းမပြောကအေးဆေးစွာနဲ့လွတ်အောင်လုပ်ချင်တော့ကြံစရမှာပဲ။ဒါပေမဲ့ရှင့်လို့ဒေါသကြီးနေုံနဲ့တော့မရနိုင်ဘူး။အဲ့လိုလှမ်းပြောတယ်။မင်းဘလို့လုပ်မယ်စိတ်ကူးလဲ။မိုးရံမေးခွန်းထုတ်လိုက်တယ်။အဲ့ဒါကြည့်နေတာပဲ။အခန်းလေးရဲအုပ်အောင်လက်နဲ့ကိုနေအောင်တို့ဒေါ်တိုးနဲ့တွေ့ပြီးနောက်မှာမေဆန်ရှားတို့ကိုတွေ့လိုက်တယ်ဆိုတဲ့နေရာကားရထားရနေရာကိုသွားပြီးတော့ကြည့်ကြတယ်။ကားရနာထားခဲ့ဟန်တူတဲ့နေရာကိုတွေ့ရလေတယ်။စီးရိုကျနေခဲ့တဲ့ပုံစံကိုသတိပြုမိတယ်။ကားအကောင်းစားတော့မဖြစ်နိုင်ဘူး။ကားစုပ်ပဲ။ရဲအုပ်အောင်လက်ကမှတ်ချက်ချတယ်။ဒီနားမှာခောက်ဆွဲကြော်တုပ်တွေတွေ့ရတယ်ဆရာ။ကိုနေတော့ခောက်ဆွဲကြော်တုပ်တွေတွေ့ရတဲ့နေရာကိုညွှန်ပြတယ်။ရဲအုပ်အောင်လက်ကကြည့်ပြီးတော့ဒီနားမှာရုံရင်ဆန်ခတ်ဖြစ်သွားတဲ့လက္ခဏာတော့မတွေ့ရဘူးဗျ။ရှားကတော့ရန်သူဆိုရင်အလွယ်တကူအရှုံးပေးမဲ့လို့မဟုတ်တာသိကြတယ်။ဒီတော့စဉ်းစားရမယ့်အချက်နှစ်ချက်ရှိတယ်ကိုနေတော့မေဆန်ရှားကပဲသူနဲ့ရင်းနှီးကြောင်းဝင်ပြီးသားလူတွေမို့အေးအေးစစ်စစ်လိုက်သွားတာပဲလား။ဒါမှမဟုတ်မေဆန်ရှားကိုအလစ်မှာတစ်ခုခုနဲ့အန်ရယ်ပြုတ်ပြီးခေါ်သွားတာပဲလား။အဲ့ဒီနှစ်ခုတည်းကတစ်ခုဖြစ်နိုင်တယ်။ပထမအချက်ကိုတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်သိတယ်။ရှားကအဲ့လိုလိုက်မဲ့သူမဟုတ်ဘူး။ရိုးရိုးသားသားအကြောင်းကိစ္စတစ်ခုကြောင့်လိုက်သွားတယ်ဆိုရင်အိမ်ကိုအကြောင်းကြားမှာပဲ။သူ့ဟန်ဖုန်းပါသွားလား။မပါသွားဘူး။ခမရယူဆတယ်လို့ဆိုရင်ဒုတိယအချက်ကိုဦးစားပေးစဉ်းစားရမှာပဲဖြစ်နိုင်တာကအလစ်မှာမေဈေးတွေပါရနဲ့အုပ်ပြီးတော့ဖမ်းခေါ်သွားတာမျိုးများဖြစ်နေမလားဖြစ်နိုင်တယ်ရှားကသူတယောက်တည်းဆိုရင်အမြဲတမ်းရှိတာအခုဟာတူမလေးနဲ့မို့ဘေးကိုသတိမထားမိတာဖြစ်နိုင်တယ်အဲ့ဒီမှာအလစ်တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်ဆရာပြောသလိုမေဈေးလိုဟာမျိုးနဲ့ပဲပေါ့ဒီအချက်ကိုဦးစားပေးစဉ်းစားရရင်ရဲစခန်းမှာတော့ကျွန်တော်ပြောခဲ့သလိုမမေဆန်ရှားနဲ့ပြဿနာဖြစ်နိုင်တဲ့သူတွေပြန်လေ့လာရတော့မှာပဲကိုနေတော်စဉ်းစားပြကိုနေတော်ကခေါင်းကိုအပူတပြင်းအလုံးလုံးရပေပြီရဲအုပ်အောင်လက်နဲ့တပည့်တော်သူရဲအုပ်ဖေညွန့်တို့ကပတ်ဝန်းကျင်အနေအထားကိုလေ့လာကြည့်နေကြတယ်ဆရာဒီနေရာအိမ်ယာနဲ့နည်းနည်းလှမ်းနေလမ်းမရလဲခတ်မိန်မိန်ရဲ့ပြီးတော့ဘေးမှာအိမ်မရှိတဲ့ခြံရည်တွေလူစိုးတွေကဒါအခွင့်ကောင်းယူပြီးတော့ဒေါ်မေဆန်ရှားကိုဖမ်းသွားပုံရတယ်သူရဲအုပ်ဖေညွန့်ကသူ့ဆရာကိုတင်ပြတယ်ဟုတ်တယ်ဖေညွန့်တလောကမှထောင်ကလွတ်လာတဲ့ငရမန်ဇော်ကြီးများဖြစ်နေမလားဆရာဒီကောင်ကဒေါ်မေဆန်ရှားကြောင့်ထောင်ထဲဝင်သွားတဲ့ကောင်ဒေါ်မေဆန်ရှားကိုအခဲမကြည့်လို့များဒီကောင်လှုပ်ရှားသလားမသိဘူးအဲ့ဒါစဉ်းစားစရာပဲအဲ့ဒီအချိန်ကိုနေတော့ရဲအုပ်အောင်လက်နားကိုဆင်းကပ်လာတယ်ကျွန်တော်တခုတွေးမိပြီဆရာရဲအုပ်အောင်လက်ရဲ့ခန္ဓာကိုတောင့်ကနေဖြစ်သွားတယ်တတိဆွဲလိုက်တယ်ပြောစမ်းမအောင်ဗျပြီးခဲ့တဲ့လနောက်ဆုံးရှားလိုက်ခဲ့တဲ့အမှုလေသူ့ဆရာရှင့်နေဦးဝင်းအောင်ရဲ့အမှုလေရှားကြောင့်အမှုပေါ်သွားတာအဲ့ဒီအမှုမှာဦးဝင်းအောင်ရဲ့မိသားစုတွေကရှားကိုတော်တော်မကြေမနက်ဖြစ်ခဲ့ကြတယ်ထိုင်းရောက်နေတဲ့ဦးဝင်းအောင်ရဲ့သားတော်မှအဲ့ဒီကိစ္စအတွက်ဒီကိုပြန်ရောက်နေတယ်လို့ကြားရတယ်ဖြစ်နိုင်တယ်တခြားရောဘာစဉ်းစားမိသေးလဲလက်တလောအနီးဆက်ဆုံးကတော့အဲ့ဒါပဲဆရာကျွန်တော်ကတော့အဲ့ဒီကိစ္စကိုရာနှုန်းပြစ်သေးကြတယ်လို့တွေးမိတယ်ဘာကြောင့်လဲဆိုတော့ဦးဝင်းအောင်ရဲ့ဇနီးကရှားကိုသူ့ရဲ့ခင်မိုးကိစ္စအတွက်လာရန်တွေ့ပြီးတော့ကျင်းဝါသွားတာလေအခုဒီကိုပြန်ရောက်လာတဲ့သူ့သားဆိုသူကလည်းတစ်ချိန်ကခက်ဆိုးဆိုးခက်မိုက်မိုက်တယောက်ပဲလို့ကြားလို့ကျွန်တော်ကတော့မှရှားကိုတတိထားနေဖို့ပြောခဲ့သေးတယ်ကိုနေတော့ဦးဝင်းအောင်ရဲ့အိမ်ကိုသိလားသိတယ်အရင်ကရှားနဲ့ကျွန်တော်နှစ်ခေါက်လောက်ရောက်ဘူးတယ်ကိုနေတော့ကလိပ်စာပြောပြတယ်သိရင်သွားရအောင်ဖေညွန့်ရင်ဒီလိုလုပ်ပြငါနဲ့ကိုနေတော်တို့ဦးဝင်းအောင်အိမ်ကိုဆက်သွားကြမယ်မင်းကစကန်းကိုပြန်ပြီးတော့အခြေအနေကိုသတင်းဖို့စောစောကမင်းပြောတဲ့ငရမန်စော်ကြီးရဲ့သတင်းကိုစုံစမ်းကွာရဲအုပ်အောင်လက်ကသူရဲအုပ်ဖေညွန့်ကိုလှည့်ပြီးတော့အစီအစဉ်ချတယ်ဟုတ်ကဲ့ဆရာဒါဆိုသွားကြရအောင်မင်းကိုရဲစခန်းနဲ့အနီးဆုံးနေရာမှာငါချထားပေးခဲ့မယ်ရဲအုပ်အောင်လက်နဲ့ကိုနေတော်တို့ရဲကားအပြာလေးနဲ့အဲ့ဒီနေရာကနေပြန်ထွက်လာကြတယ်လမ်းမှာသူရဲအုပ်ဖေညွန့်ကိုချထားပေးခဲ့ပြီးရဲအုပ်အောင်လက်တို့ဟာဦးဝင်းအောင်ရဲ့အိမ်ကိုဆက်ပြီးခရီးနှင်ခဲ့တယ်ကျွန်တော်တို့အိမ်ဝင်ပြီးတော့စုံစမ်းလို့ကောင်းပါမလားကိုနေတော်ကတွေးတွေးဆဆပြောတယ်တိတ်မှန်တာပေါ့ကျွန်တော်ဘလို့ဝင်ကောင်းမလဲစဉ်းစားနေတာအနားမှာရက်ပြီးတော့အခြေအနေကြည့်ရောဦးဝင်းအောင်တို့နားမှာကျွန်တော်သတင်းပေးတူရှိပါတယ်သူ့ကိုဝင်တွေးလိုက်ရင်သတင်းရနိုင်ပါတယ်အဲ့ဒါကောင်းတယ်ရဲအုပ်အောင်လက်ကကားကိုဘီယာဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာထိုးရက်လိုက်တယ်ဟာဆရာတို့ပါလားဘာသုံးဆောင်မလဲရဲအုပ်အောင်လက်နဲ့ကိုနေတော်ကိုမြင်တော့ကောင်တာမှာထိုင်နေတဲ့လူလက်ပိုင်းအရွယ်ရှိတဲ့
ဆိုင်ရှင်ကပြေးထွက်လာပြီးကြိုတယ်။ရဲအုပ်အောင်လက်ကဆိုင်တွင်းကိုဝေဝဲအကဲခတ်ရင်းနဲ့လူမရှိတဲ့ဇပွဲတစ်လုံးကိုဦးတင်လိုက်တယ်။အေးပဲပေးပါဗျာ။အထီးကခမားနဲ့တွေ့ကြလို့ပဲကိုပိုင်ကအေးနှစ်ပလေးလှမ်းပါပြီးတော့ဘာကိစ္စလဲဆရာဆိုပြီးအနားမှာထိုင်မိမိတယ်။ကိုနေတော်လည်းအကဲခတ်တယ်။သူကစာရေးဆရာကိုနေတော်ရှင်းနေမှလေးမေးဆန်ရှာရဲ့ချစ်သူပေါ့။ရဲအုပ်အောင်လက်ကကိုနေတော်နဲ့ကိုပိုင်အောင်မိတ်ဆက်ပေးပြီးတော့ခမဦးဝင်းအောင်သိတယ်မဟုတ်လား။လိုရင်းကိုမိတယ်။သိတယ်လေရှင်းနေနာမည်ကြီးပဲ။အရင်ကပဲထောင်ကျသွားတာ။သူသားထိုင်းရောက်ပြန်ရောက်နေတဲ့ကြားတယ်။သူ့ရောမသိဘူးလား။ဟာတိုက်ဆိုင်လိုက်တာ။ဆရာမေးတာမိုးရံမဟုတ်လား။အဖေထောင်ကျတယ်ဆိုလို့ပြန်ရောက်လာတဲ့ကောင်။ဟုတ်တယ်။စောစောကပဲတနေ့တစ်ခုရတယ်ဆရာ။ရန်ကုန်ထဲကစားတောက်ဆိုင်တစ်ခုမှာမိုးရံဘီယာဝင်တောက်ပြီးအထွက်မှာရိုက်ခံလိုက်ရတယ်။ရိုက်တဲ့လူကမိုးရံကိုကားပေါ်ဆွဲတင်သွားတယ်တဲ့။ကိုနေတော်ရောရဲအုပ်အောင်လက်ပါအံ့အားသင့်သွားတယ်။ဒါဆိုသူ့အရာတိမှာပေါ့။တိပုံရတယ်။သူတို့မျိုးနယ်ရဲစခန်းကိုတိုင်းချက်သွားဖွင့်တယ်လို့ကြားတယ်။မိုးရံကြောင့်ခမဘာတွေသိတယ်လဲ။ဒီကောင်ကအရင်အစားရှိတဲ့ကောင်ပဲအပေါင်းအသင်းဆောင်တယ်။ရမ်းကားတယ်။နောက်ပြဿနာတွေဘာတွေဖြစ်တယ်။အဲ့ဒါကြောင့်ဦးဝင်းအောင်တို့ကသူ့ကိုနိုင်ငံခြားပို့လိုက်တာ။ထိုင်းမှာလည်းကြည့်ရတာကောင်းကောင်းနေပုံမပေါ်ပါဘူး။သူ့ဖေထောင်ကြပြီးမှပြန်ရောက်လာတာ။ဒီပြန်ရောက်လာတော့ဘသူနဲ့တွဲမိလဲ။တလုံးကကျွန်တော်ဆိုင်ကိုမိုးရံနဲ့ငရမန်စော်ကြီးတို့တစ်ခါပြီးရလာတော့ကြတယ်။သူတို့တခုခုတိုင်ပင်ကြပုံရှိတယ်။ဘာလဲတော့အတိအကျမသိဘူး။ငရမန်စော်ကြီးလို့ဆိုတာကြောင့်ရဲအုပ်အောင်လက်ကကိုနေတော်တစ်ချက်လှမ်းကြည့်တယ်။ငရမန်စော်ကြီးဆိုတာကဒူရဲအုပ်ဖေညွန့်ရဲ့ပြောစကားတွေမှာပါခဲ့တယ်။ဆရာအေးတောက်ပါအောင်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးဆရာနေစိုးတော်ရေးသားထားတဲ့ရှင်းနေမာလေးမေးဆန်ရှာနဲ့နေစားမြင်မောင်ကဲဆိုတဲ့ဇာတ်လမ်းရဲ့အပိုင်း1မှာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်။